အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စာရေးဆရာဝိပင်ရဲ့ရေးတဲ့သင်စဉ်ဆုံးဖြတ်ဆင်ခြင်သုံးသပ်ဆိုတဲ့စာအုပ်လေးတွေကကြပြခေါင်းစဉ်၃ခုကိုဖတ်ပြပေးချင်ပါတယ်ပထမတစ်ခုအနေနဲ့ကတော့မနေ့ယနေ့မနေ့ဖြန်ဆိုတဲ့ကြပြလေးအကြောင်းကိုဖတ်ပြပေးချင်ပါတယ်ပြီးဆုံးကြံမနေ့ကအတွက်တတိယလေးရဲ့အောက်လို့ပါကျေးဇူးတော်ကြီးအတွက်ပြီးချီးမွမ်းလို့တာဒီကနေ့အတွက်မှာစက္ကန့်ကကိုစားလက်ချံကိုယုံကြည်ခြင်းဖြင့်ဘုရားရှင်ကိုပုံအပ်ထားဝိဟိနေစာရကျမ်းခန်းကြီးတရားတော်ခန်းနဲ့နေဘုန်းတော်ဝိညာဉ်6လဖြတ်ကိုကောင်းချီးပြီးလို့ကျေးဇူးတော်ကိုမမေ့လျော့နေဒီတန်စကာခန်းကြီးတော်ခန်းနဲ့23နည်းကြောင့်ပြုနာတော်တိကိုခံရကြ၏သစ္စာတော်ဒီကျင့်ရပါ၏အတန်ခန်းကြီး6ခန်းနဲ့34တို့ကြောင့်လက်ပြန်ဖို့မစိုးရိမ်ကြနှင့်လက်ပြန်လေးပြီးပြင်းပြဖို့စိုးရိမ်ရလိမ့်မည်ယခုနေ့၌ရှိသောမကောင်းမသိသောအရာသည်ယခုနေ့ဖို့ရောက်ပြီဒီကြောင့်လေးမှာစင်ကြယ်ရတာကကျွန်တော်တို့ဘဝခင်းပြီးအချိန်ကာလ၃လစလုံးကိုသာတခိတဲ့အနံဖို့လိုပါရဲ့ဒီဆုံးသွားတဲ့မိနစ်အတွက်ကျေးဇူးတော်ကြီးအတွက်ချီးမွမ်းရမယ်ရရှိထားတဲ့ဒီကနေ့မှာကိုရောကိုစက္ကန့်ကိုစားရမယ်မရောက်သေးတော့မလက်ချင်အတွက်စိုးရင်ပူပန်ခြင်းမရှိပဲယုံကြည်ခြင်းနဲ့ညာတဲ့ထင်ထန်ပုံလေးအဲ့နေရမယ်ဘာကြောင့်လဲဆိုတော့ကျွန်ုပ်တို့ကိုယ်ပဲလေဖျားဟာပြောင်းလဲခြင်းမရှိအစဉ်သစ္စာရှိတဲ့အတွက်ဖြစ်ပါလေကျွန်ုပ်တို့ယုံကြည်ကိုယ်ပဲလေဖျားဟာအတိတ်ပြစ္ဆုတ်ပံနဲ့အလားကမှာကောင်းမြတ်နေတဲ့ဖျားဖြစ်ပါလေ။ဒီနေ့ကအတွက်ချီးမွမ်းရင်ယနေ့အတွက်စက္ကန့်ရင်းနဲ့မနက်ဖြန်အတွက်ယုံကြည်ခြင်းနဲ့ပူဇော်ကြဖို့လိုကြောင်းသင်ကြားမိပါလေ။ဒုတိယတစ်ပုဒ်အနေနဲ့ယုံနာရှင်ဆိုတဲ့ခေါင်းစဉ်လေးရဲ့အကြောင်းလေးကိုဆက်လက်ဖတ်ပြလိုပါတယ်။ဒီတဆိုင်ပို့ဆောင်တဲ့နေ့စဉ်နေ့တိုင်းကွယ်မပြောင်းမပြတ်သစ္စာကကျင့်တဲ့ထာဝရတခိစီနာကယုနာခံရမကုန်မှာသူတို့ကြောင့်တာမဆုံးရှုံးမာရုအကုန်လုံးမေတ္တာထုံးဖက်သူစိတ်တော့သူတာအပေါ်အမြဲတမ်းတော့จิตနာစဉ်းကြည့်ရမထားမဖေမရှားပြပြီးနေသူရဲ့ကျေးဇူးတွေသာဝစင်လေးရတဲ့လို့ဒီမကြပါစို့ဒီနေ့ဒီမိတဲ့ခန်းကြီးတော့ခန်းနဲ့20နှစ်ထာဝရဘုရား၏ပြုနာတော်သည်အစဉ်မပြတ်သောကြောင့်ငါတို့သည်ဆုံးရှုံးခြင်းလို့မရကြ။ဒီပေခန်းကြီးမှာအခန်းလေးကိုဒီလိုကိုတရိယာတော်သောကြောင့်ဒီလို၌ရှိသမျှသောစိုးရိမ်ခြင်းမှုကိုကိုရော၌အနကြတော့ဒီကြားလေးမှာစင်ကြယ်ရမှာကဒီစဉ်သာသခင်ရဲ့ပြုဆိုင်မှုအောက်မှာကျွန်တော်တို့အသက်ရှင်နေကြရတာပါကိုရောရဲ့သစ္စာတော်ကြီးမှတလို့ဘုရားနာတော်ကလည်းခန်းချောက်သွားတာမျိုးမရှိပါဘူးအခက်အခဲတွေကြုံရပေမဲ့ကျွန်တော်တို့လုံးလုံးလေးလေးမဆုံးရှုံးသွားတာဟာဘုရားရှင်ရဲ့မေတ္တာကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်နေ့စဉ်ရရှိနေတဲ့မိမိတွေ့နိုင်တဲ့ကျေးဇူးတော်ကိုသိရပြီးကျေးဇူးတည်တဲ့နှလုံးသားနဲ့အသက်ရှင်ကြပါစို့တရားတဘုံနဲ့နောက်ဆုံးတဘုံအနေနဲ့ကတော့အထူးကယ်တင်တော်ရှင်ဆိုတဲ့ခေါင်းစဉ်လေးအကြောင်းလေးကိုဖတ်ပြပေးချင်ပါတယ်။အရှိနိုင်ပင်လည်းအနောက်ဝယ်ဖာရော့တဲ့ပူရာရှာရဲ့မွေးတဲ့မိချက်နဲ့တဲ့လမ်းမမြင်ထိုရက်မှာဖြစ်ယုံတဲ့စိတ်အခြေထိုင်နေလို့ခွေဣတရီလာလူတွေပူဆွေးမွေးခြင်းလို့ဘုရားရဲ့ပြောင်းလဲခြင်းကပြောရင်ချက်တော့သူ့အကြံမှန်ရောက်ရှုံးတဲ့လမ်းမပြောက်ဆုံးဖျားလုံးဝဲသင်တွေကိုခွဲလာချမ်းလို့မဖြစ်စေတဲ့မတတ်နိုင်သောအမှုရာရဲ့သူ့မှာကွယ်ရှိဘူးပြင်းရမှုတွေတဲ့ပြည့်နေရဲ့ရဆွေကြောင့်ဖြစ်တယ်မှအထူးဝိပင်နဲ့စာချမ်းခင်း26ခန်းတဲ့ရာသခင်ဒီငါတို့ခလုံးရဖြစ်၍ခွန်အားကိုပေးတော်မူပြီးရရောက်သည့်ကာလအထူးသဖြင့်ကိုမတော်မူကြောင့်ထင်ရှားလျက်ရှိ၏ဒီမှာစင်ကြယ်ရမယ့်အရာကတော့
ဒီကနေ့လေးကခမရရကျန်ခန်းကြီး15ရဲကအဖြစ်အပျက်များကိုရည်စက်ထားခြင်းဖြစ်ပါတယ်။ဒီတွေလာလို့ပဲကြုံခဲ့သလိုကျွန်တော်တို့အသက်တာမှာလည်းကျင်းမြောင်းရမှာချောင်းပိမိပြီးထက်လည်းမရှိတဲ့အခြေအနေမျိုးတွေကြုံဖူးကြမှာပါ။အဲဒီလိုအခြေအနေမျိုးမှာဘုရားကတော့ဖေရလူများလမ်းကိုပြင်ဆင်ပေးချောင်းသက်သေခံချက်များစွာကိုလည်းကြားမှုယူချမှာပါ။ဘုရားသခင်ဟာကိုးစားထိုက်ပါရဲ့ကျွန်တော်တို့ကိုကြည့်မထားပဲအချိန်ကြီးတည်တည်မဆနိုင်တော့ဘုရားကြည့်ကြောင်းတရားမိစေဖို့ပါ